ဒီလိုအကြောင်းရင်းတွေကြောင့်ထောက်ကျန်လမ်းဆောင်ကကလေးနဲ့မိခင်တာမီနှစ်ယောက်လုံးကိုကိုကြီးဆောင်ရှောက်သွားမယ်ခိုင်နေဝေပရိသတ်များလုံးမမင်္ဂလာပါရှင်ဘာမီစလက်ဘရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပရိုက်တာမင်းသမီးကြီးခိုင်နေဝေကဒုက္ခရောက်နေတဲ့ကလေးတွေကိုအပင်ပန်းခံပြီးအကူအညီပေးနေသူဖြစ်ပါတယ်အခုလည်းထောက်ကျန်လမ်းဆောင်ကကလေးနဲ့မိခင်နှစ်ယောက်ကိုကယ်တင်လိုက်ပါတယ်ထောက်ကျန်လမ်းဆောင်မှာတောင်းရန်စားတောက်နေတဲ့တာမီနှစ်ယောက်ရှိပြီးတော့ကလေးအကြီးက3နှစ်အကျော်နဲ့ကလေးငယ်က1နှစ်နဲ့8လရှိပါပြီကလေးတွေကိုလမ်းသွားလမ်းလာတွေထန်ကနေတောင်းရန်ခိုင်းပြီးတော့ရလာတဲ့ငွေတွေကိုအမေကအစင်သိမ်းယူလေးရှိပါတယ်။တရက်မှာတော့ကလေးငယ်ကပျောက်သွားခဲ့ရကြောင်းကလေးကြီးကိုအမေဖြစ်သူကကိုတီလက်ရောက်ပြုမှုခဲ့ပါတယ်။ဒီအကြောင်းတွေကပြန့်နှံ့သွားခဲ့ပြီးတော့ခိုင်နှင်းဝေကမခံစားနိုင်ခဲ့ပါဘူး။ခိုင်နှင်းဝေကကလေးအယောက်140ကျော်ကိုကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးတော့မမွေးထားရပေမဲ့လည်းလေးတန်မမနဲ့တောင်မပြောခဲ့တဲ့သူပါ။ကလေးတွေကိုစူပြီးသွားရင်စိတ်မကောင်းဖြစ်တဲ့အထိစိတ်နှလုံးနူးညံ့ပေမဲ့လည်းထောက်ကျန်လန်းဆောင်ကအမေကတော့ကလေးကိုထင်တိုင်းကျဲနေလို့သွားရောက်ကယ်တင်ခဲ့ပါတယ်။အမေအရင်မဟုတ်ဘူးလို့အားလုံးကထင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းမှာတော့အမေအရင်ဖြစ်နေခဲ့ရပါ။ကလေးပြောက်သွားရုံသာမကကလေးကလည်းမိန်းကလေးဖြစ်နေရကြောင်းအမေတယောက်အနေနဲ့စိတ်ပူပြီးတော့လုံးမိတာပါလို့ဆိုခဲ့တာပါ။ခိုင်နှင်းဝေကကလေးလေးတွေကိုတောင်းရန်စားတော့ခိုင်းတာကိုလည်းမကြိုက်တယ်လို့ကလေးတွေကိုနာကျင်အောင်လုပ်တာကိုလည်းမကြိုက်ပါဘူး။ဒါကြောင့်မလို့ကလေးကိုအမေထံကနေခေါ်ထားမယ်လို့ပြောလိုက်ပါတယ်ကလေးမေကတော့သူကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးတော့မွေးထားရလို့လုံးဝမပေးနိုင်ကြောင်းညင်းထားပါတယ်။တေချာမေးကြည့်တဲ့အခါမှာကလေးမွေးထားကြောင်းအထောက်အထားတွေကိုလည်းတေချာပြနိုင်ပါတယ်။တချို့တောင်းရန်စားတောက်တဲ့သူတွေကကလေးတွေကိုမွေးစားပြီးတော့ခိုင်းတတ်ကြပါတယ်။ဒါကြောင့်သူကိုတော့မယုံကြည်ပေမဲ့အမေအရင်ဖြစ်ကြောင်းဝန်ခံထားပါတယ်။ခိုင်နေဝေကကလေးမေရဲ့ဆန္ဒကိုလိုက်လျောပြီးတော့ကလေးကိုမပေးချင်ရင်နှစ်ယောက်လုံးကိုစောင့်ရှောက်ထားမယ်လို့ပြောလိုက်ပါတယ်။ကလေးရောမိခင်မှာစောင့်ရှောက်ထားရတဲ့အကြောင်းရင်းကတော့နောင်ကိုကလေးတွေပေါ်မှာစိတ်လိုက်မှန်ပါလောက်တာတွေမရှိအောင်အနီးကပ်စောင့်ရှောက်တာဖြစ်တယ်လို့တောင်းရန်စားထောက်သူအဖြစ်မကြည်ပြင်းစေချင်တာကြောင့်လည်းဖြစ်ပါတယ်။ပျောက်သွားတဲ့ကလေးကိုလည်းခိုင်နေဝေကရှာဖွေပေးသွားမှာဖြစ်ပြီးတော့ကလေးမိခင်ကိုလည်းအလှရှာပေးသွားအောင်ပါပါ။ကလေးမေကတော့ခိုင်နေဝေရဲ့စကားကိုနားထောင်ပြီးတော့နောင်ကိုဒီလိုမလုပ်တော့ပါဘူးလို့ကတိပေးထားပါတယ်။ကလေးတွေကိုဒီလိုပြုမှုတာမျိုးထပ်တွေ့ရင်ကလေးမိကိုတရားဥပဒေအရလည်းအေးအေးယူသွားမှာဖြစ်ပါတယ်။ခိုင်နှင်းဝေကကလေးတွေကိုပညာတတ်ဖြစ်စေခြင်းပြီးတော့ဒီလိုဘဝနဲ့မရှင်တန်စေခြင်းပါဘူး။ဒါကြောင့်မလို့မေတ္တာတရားကြီးမားစွာနဲ့တောင်းစားတဲ့အမျိုးသမီးတယောက်ကိုတောင်းကျင်ကျင်နာနာချော့ပြောပြီးတော့စောင့်ရှောက်ပေးသွားမှာပါ။ကလေးကိုမတရားသဖြင့်ပြုမှုတဲ့အတွက်လည်းခံဝင်လက်မှတ်ကိုထိုးခိုင်းထားပြီးသားဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့မြစ်တာရှေ့ထားပြီးတော့စောင့်ရှောက်ပေးပေမဲ့လည်းကလေးမေကပြောင်းလဲသွားမှာကိုစိုးရိမ်နေပါတယ်။ဒီလိုတောင်းရန်စားတောက်ပြီးတော့လှုပ်ချင်ရလှုပ်နေမယ်ဆိုရင်ခိုင်နှင်းဝေကတတိပေးထားတဲ့အတိုင်းဆက်လှုပ်ဆောင်သွားမှာပါ။ကလေးတွေကိုကယ်တင်ဖို့အတွက်ကလေးမေကိုပါစောင့်ရှောက်ပေးသွားမယ်။ခိုင်နှင်းဝေရဲ့မြစ်တာကြီးမားပုံကိုပရိသတ်ကြီးတို့ရောသဘောကျရင်လားဆိုတာကွန်မန့်မှာပြောခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။